ဘလို့ဖြစ်နေရလဲအိုကြီးကျန်တဲ့တန်အောင်ကြီးအိမ်ကမင်းအမေလေးအိမ်မုံနားလေလားမင်းအမေလေးအိမ်မုံနားလေလားမင်းပြောလားကဲဟဲ့ကောင်လေမင်းတို့ဘာဖြစ်လာကြပြန်ပြီလဲကွာအဲ့ဒီကောင်ကျွန်တော်ခွေးကိုဟာဘယ်ကိုထိုးတာလက်ညှို့ဘယ်ကိုထိုးတာလဲမင်းငါရခွေးကိုထိုးတာပါမင်းခွေးကိုမင်းထိုးခွေးကိုခွေးထိုးမတော်ဘူးလို့ထိုးတာပါကဲပြောစမ်းပါကွာအဲ့ဒီကောင်ကျွန်တော်အရာခွေးဘယ်နဲ့ထိုးလဲဟာဟဲ့အောင်ဘာလို့သူများအိမ်ခွေးမရဘူးတော့ဟာဝဖိုင်အောင်โอเคဘလို့ကျွန်တော်ပြောနေတယ်အေးပြောငါမကြားလိုက်လို့ကြီးမဲလို့ကျွန်တော်ဖြေနေအေးဘာဖြစ်တယ်ခွေးကိုဘာဖြစ်တယ်ဘာအဲ့ဒီကောင်ကျွန်တော်ရခွေးကိုမကြမတာကဲနေထိုးတယ်ဟုတ်လားဟဲ့အောင်โอเคကျွန်တော်ခဲနဲ့ထိုးကြလို့ထူတာမဟုတ်ဒီကောင်ခွေးကကျွန်တော်စကားမပြောအဖက်မလို့ကျွန်တော်ခဲနဲ့ထူတာခွေးရစကားပြောတာမင်းသိနေတော့ဘာမင်းလည်းမတောင်းနေဟဲ့ကောင်နေဒါမင်းမေလင်းအိမ်ကအုတ်ကြီးအိမ်မဟုတ်နားလေလားဒါမင်းမေလင်းအိမ်ကအုတ်ကြီးအိမ်မဟုတ်နားလေလားရောက်နေโอเคကဘာဖြစ်တယ်မင်းအိမ်ကခွေးကို तू ကခဲနဲ့ထူတယ်ဟုတ်လားဘာဖြစ်တယ်သူ့ခွေးကမင်းကိုအဖက်မလုပ်ပဲစကားမပြောလို့မင်းကထူတာဟုတ်တယ်အေးဟုတ်သားပဲကွာမင်းကလည်းမင်းခွေးကသူ့ကိုအဖက်မလုပ်တော့သူ့ရှင်နဲ့ဘလို့ခံစားရမလဲမင်းနည်းနည်းကိုချင်းစာကြည့်လေအဲ့ဒါခွေးမူရင်နားမလဲတာလေဟိုမင်းကလေဟေးခွေးကဘယ်လိုစကားပြောမလဲမင်းမွေးထားတဲ့ခွေးဆိုနည်းနည်းပါသင်ထားပေါ့ကွာခွေးကလူလိုနားလေအောင်သင်လိုက်လူနားလေတင်လိုက်မင်းသာငါပြောမယ်ငါပြောအေးကဲဘာထက်ဖြစ်တယ်လို့ပြောပါဦးဒီကောင်ခွေးရလေအဲ့ဒါဒီဖဲကမလဲဟုတ်ပြီကျွန်တော်မျက်နှာပြောက်ပြီးရှာပါထုတ်ပြတယ်ချိုင်းဝါကြီးဒါကြောင့်မဟုတ်တော့လေပြောင်ပဲခွေးတကောင်ကအပြောင်ပြခံရတာဆိုမင်းခွေးကလူကိုမျက်နှာကြောင်တိုက်ပြီးရှာထုတ်ပြတယ်ဆိုဟုတ်ကြီးဟေးခွေးဆိုတာနေပူကြီးမောတတ်တယ်လေမောတတ်တော့ရှာထွက်တာပေါ့အဲ့တိုင်းဟာဒါဆိုတော့သိကြပါ့ဒီကောင်ကိုယ်တိုင်လက်ထပ်ပြီးတင်ထားတာဖြစ်မယ်လေလက်မပါနဲ့တဘာဝဟောလက်မပါနဲ့တဘာဝလက်မပါနဲ့ဟာပူရတယ်မင်းမကိုပိတ်တာကဲဟုတ်ပါပြီထားလိုက်ပါတော့အခုမင်းခွေးသူခဲနဲ့ထလို့မင်းမကျင်တယ်လို့ငါလာတိုင်တာပေါ့ဟုတ်တယ်အဲ့တော့ငါဖြည့်ရှင်းပေးရမယ်ပေါ့လူချင်းတွေဖြည့်ရှင်းပေးရမှာပေါ့လွယ်လေးပါကွာမင်းကလည်းသူ့ခွေးကိုခဲနဲ့ပြန်ထုတ်လိုက်ပြီးတော့ဒါပဲသူ့မှာခွင့်မရှိတာကျွန်တော်ဘယ်ခွဲကိုထုတ်ပါလဲဟာဒါတော့မတတ်နိုင်ဘူးလေကွာဒါမင်းခွေးကိုခဲနဲ့ထုတ်တော့မင်းလည်းပြန်ထုတ်လိုက်ဒါဆိုရင်ကြေသွားပြီဒီချက်ညတာတာမရှိဘူးလေဟုတ်တယ်ဗျာမင်းကလည်းဩသဘောပါပြီမင်းကသူ့ကိုပြန်ထုတ်စရာသူ့ခွေးမရှိလို့ဟုတ်တယ်အဲ့ဆိုလွယ်လေးမင်းခွေးကိုတင်ပေးလိုက်ဒီကောင်ကိုခဲနဲ့ပြန်ဒီခွေးကိုတင်ပေးလိုက်ဒီကောင်ကိုခဲနဲ့ပြန်ခွေးကလည်းထူတယ်မလားမင်းတင်ပေးတော့ထူတာလွယ်တင်လို့ရတယ်မင်းကလည်းရောက်ငေါ့လာတဲ့ပြီးပေါ်နဲ့ဟုတ်တယ်ဒီတက်ဖို့ပြညာတာတဲ့နီလန်းတော့ငါလည်းမစင်းစားတတ်တော့ဘူးကွာမင်းကလည်းဟုတ်တယ်ဦးကြီးမြတ်တာတယ်မင်းမှတ်ထားလိုက်တတ်ထားတယ်မင်းခွေးမွေးတဲ့နေ့ငါကြောင်ကောင်းသိမင်းလည်းမှတ်ထားလိုက်ငါလည်းတတ်လုံးခွေးမမွေးဘူးဆိုတော့မွေးလည်းမမွေးနိုင်မမွေးပါဘူးကွာဦးကြီးအယောင်တိတာလုံးအားကြီးတိတာတယ်ပြတ်သားတဲ့နေရာတိတာတယ်ဦးကြီးအဲ့လိုလုံးအားကြီးတယ်တိတာသုံးဖြတ်ပေးတာလေမင်းကလည်းလုပ်ပေးရနော်တတ်ပေးထားနော်ဒီကိစ္စပြင်တော့အေးရတယ်ပြည်သားကြီးအဲ့လိုရှင်းနေရတိတာဟုတ်ကြီးနော်ကျန်တိတာနော်ဖြည့်ရှင်းလိုက်တဲ့နေရာတော့ဦးကြီးအဲ့ဒါကုန်ပြီလားလီစာဒီတက်ထူသလားလို့ပါမနေဘူးငါပေးတာဩဦးကြီးကလည်းဒုက္ခအထူပါကိုထင်လွဲနေပြန်ပြီအဲ့လောက်ပဲလေဦးကြီးရဲ့ဒါပဲခင်ဗျဦးကြီးမရှိလေဒါပါဩဒါကျွန်တော်အမွေရတော့ပို့တဲ့ပတ်စံလေးပါတိန်းတာဘာမရှိရလို့ဘာမရှိတော့ရှိစီပေါ့ကွာရှိစီပေါ့နော်သင်ခွင့်ကြုံရီခတ်ကြုံပါကျွန်တော်အုပ်ကြီးအိမ်မှာပဲနေတယ်လို့ဆိုတိတာပါနော်တိတာအခုရှင်းတယ်